Hello မင်္ဂလာပါဘာမစ်စတိုရီထဲမှာကြိုဆိုပါရစေအခုဆက်လက်ပြီးတော့စာရေးဆရာမခင်ခင်တူရေးသားထားတဲ့ဈေးချင်းတောင်းဝိထုတိုများစာအုပ်မှာအမေနဲ့ဈေးဝယ်များဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဦးနော်အမေနဲ့ဈေးဝယ်များအမေကလာကြော်သတင်းစာဟောင်းတွေသားတွေရဲ့ဘောလုံးစာနယ်ဟောင်းတွေတစ်ထက်ကြီးကိုနှီးချိန်ခွင်ကြီးနဲ့ချိန်ကြည့်နေတယ်။စကူဟောင်းတွေကိုသူ့ကိုယ်ပိုင်အလေးနဲ့တပိတ်သာချင်းချိန်ပြီးတပုံစီပုံရင်အမေစိတ်ထဲငွေဆက်ကူဘလောက်ရနိုင်မလဲဆိုတာတွက်ကြည့်နေပုံရပါရဲ့။အမေလက်မောင်းလေးလေးနဲ့ချိန်ခွင်ကိုတဆွဲကြည့်လိုက်ချိန်ခွင်ထဲကစကူတွေထုတ်ပြီးမြေကြီးပေါ်ပုံရင်စဉ်းစားလိုက်နေလေအမေလက်ထက်ကချိန်ခွင်ကလေးရဲ့တက်တန်းကလည်းရှိရောပေါ့နှစ်ပေါင်း30လောက်အမေဈေးတဲ့ဘွားကလေးကကင်ခဲ့တဲ့ရှေးဟောင်းပစ္စည်းကလေးတစ်ခုဆိုရင်လည်းမမားဘူးရေစကြိုးနဲ့ရွှေလံရွာထက်တစ်စေးတုံနှီးချိန်ခွင်ဟောင်းကလေးကခိုင်လာကြီးဆိုပေမဲ့ချိန်ခွင်ကြိုးအထုံးဆက်တွေကပရိကုန်းလိုက်နေပြီချိန်ခွင်ခွက်တစ်ခါကလည်းရွယ်တိရွယ်ဆောင်ဒီချိန်ခွင်ဟောင်းကလေးကိုကိုယ်တိုင်ဈေးမြောင်းတော့တဲ့နောက်တောင်အမေကသုံးနေသေးပါဈေးဝယ်ပြန်လာရင်ပါလာသမျှအသားငါးကအစခရမ်းကျင်သည်ပဲသီးမကြံအိမ်ရောက်မှကိုချိန်ခွင်နဲ့တိုက်ပြီးအကုန်ပြန်ချိန်ကြည့်နေတော့တာပါအဲ့ဒါတရက်ကိစ္စမဟုတ်ဘူးအမြဲလုံးနေကြအမေကလည်းဈေးထဲတော့ကတော့ချိန်ကြည့်မနေခဲ့ပဲနဲ့အိမ်ရောက်မှချိန်ကြည့်နေတယ်အလေးမပြည့်ရင်ဘယ်နဲ့လို့ပြန်ပြောနိုင်မှာလဲအမေဈေးချင်းကလေးတွေကပစ္စည်းတွေကိုရှင်းရင်လေးရင်ကျမကဆိုတော့အမေကကျမကိုဇိုးကနေဇက်ကနေထပြောတော့တာပါသူလုံးတဲ့လို့အတိတ်ပဲမရှိဘူးအထေမခံချင်တာလဲပမှာပေါ့အလေးပြည့်မပြည့်ချိန်ဆကြည့်ရတာပေါ့အေးအစိတ်သားဆိုဘလောက်စီးတယ်90သားဆိုဘလောက်ရှိမဲဆိုတာကိုယ်စိတ်ကတမ်းမိမမိအောင်လို့ဝါကြည့်ထားရတာဒုစဲဝဲရင်ဘယ်တော့မှလေးခုမခံရဘူးအလေးခိုးထားရင်လည်းမီယုံနဲ့သိတယ်လက်နဲ့တောင်စကြည့်စရာမလိုဘူး30သားရော်သလား50သားရော်သလားဈေးတယ်ရှိတင်ငါကအကြမကြပြောနိုင်တာအဲ့ဒါကိုယ့်ငါကိုယ်အလေးကိုချင်းခွင်နဲ့ဈေးပြန်လာတိုင်းဒီလိုချိန်တွေသိထားလို့ပေါ့အေးညီတို့ဒါမျိုးတူယူကြအမေဒီလိုတင်လိုက်ကလေးကကျမတောင်အမေတက်ကူပြီးချိန်ခွင်ကလေးကိုတုံးကြည့်နေတတ်ခဲ့ပြီအလေးချိန်ကိုမှန်းဆကြည့်နေတတ်ပြီဒါပေမဲ့ဈေးထဲတုန်းကတော့ပြေလောက်ရဲ့လို့ထင်ထားခဲ့တယ်ပစ္စည်းကလေးကိုအမေချိန်ခွင်နဲ့အလေးထက်ချိန်ကြီးလေးရင်တာချီဆောက်ထိုးရဲ့လို့မရှိပါဘူးပေါင်ပိတ်ရင်ပိတ်နေမယ်မဆိုးတလောက်ကလေးရော့ချင်ရော့နေမယ်ကျမချိန်နာတွေ့တာကိုဘေးကနေကြည့်ရင်အမေကမှတ်ချက်ဝင်ချတော့တာပါပဲခုခေတ်တော့မပြောနဲ့ပေါင်ပိတ်ရင်ကိုအပြစ်ခေါ်ရတဲ့ခေတ်တပိတ်တာဆိုတာချိန်ခွင်ရှာကလေးပေါင်ထဲကနေတာထွက်လာလို့တပိတ်တာလို့ပြောတာတပိတ်ကိုတာတယ်လို့ဆိုတာကောပေါ့တပိတ်လို့မှမခေါ်တာတပိတ်တာတဲ့အခုတော့တပိတ်ရော့လို့တောင်ပြောရမလားပဲတာဖို့နေတာအမေပြောတဲ့တပိတ်တာခက်စစ်ဖွင့်ချက်ကိုကျမသဘောကျမိသွားတယ်အမေယူဆအမေအတွေ့ခေါ်တဲ့ကတပိတ်တာဆိုတဲ့တန်ဖိုးကိုနားလည်မိတယ်လို့ခံစားလိုက်ရရဲ့ပြီးတော့တို့လေးတွေကရှီးကြားလေးကြီးတွေပိတ်တာလေးပိတ်တဝက်လေးကြီးတွေဆိုဒင်ကမောတဲကပဲဒီလိုအလေးကြီးတွေခုများတော့ရှိတော့ပါအေးတစက်ကသားကြအသားကကြောင်ဖြစ်နေပါပြီကြိုင်ကြီးလိုက်တာနဲ့တီးတယ်30သား5ချက်လေးတွေဆိုတကယ်နဲ့လေးပြင်းတိုက်ရင်လေးတယ်လွင့်ကျင်နေတာရွာလို့အမေကတော့သူ့အလေးနဲ့သူ့ချင်းခွင်ကိုလန်ဒန်ရွှေစည်းကက်ကတမန်လေးချင်းခွင်တင်ထားတဲ့အတိုင်းမှတ်ယူထားတာပါအမေဈေးတဲ့ဘွားတော်ကဒီချင်းခွင်ဒီအလွေးတွေကသူ့ဆိုင်ကလေးရဲ့ထရမန်လို့လဲပြောလို့ရရဲ့ဈေးဆိုင်ရဲ့အလဲထုတ်တန်းမှာချိတ်ဆဲထားတဲ့အမေချင်းခွင်ကြီးကိုကျမမျက်စိထဲမြင်အောင်နေမိတော့တာပါပဲအားလို့ရှိလားရှိတယ်စိတ်သားဘလောက်လဲတစ်ချက်50သားယူမယ်ရှော့အောင်ရှော့တော့မောင်တော့2ချက်ပဲအလေးချိန်ခွင်ကြရင်ဝဲသွားကျုပ်အာလူ50သားထည့်လိုက်ရင်တော့ဈေးချင်းတောင်လူပြ900မှာဝယ်ကြည့်လိုက်လေအမေကသူ့အလေးသူ့ချိန်ခွင်ကိုဈေးရောင်းတိုင်းဒီလိုအမွှတ်တင်နေကြပါ
တကယ်လဲအမေစီကအာလူ90တောက်ဝယ်ထည့်လိုက်တာနဲ့ဈေးဝယ်မှာလက်ဆွဲချင်းကိုခါတစ်ဖက်ဆောင်အောင်ဆဲသွားရတော့တာပါပဲအမေဈေးရောက်တသက်မှာအလေးမပြေလို့ပြက်ပြောခင်ရတဲ့အတန်ကျမတို့မကြားရဘူးခဲ့ပါဘူးစီ90သားလောက်ကျမတို့ငယ်ငယ်ကအစိတ်သား90သားဆိုရင်စီကိုလဲအလေးချိန်ခွင်နဲ့ချိန်ပေးကြတဲ့ခေတ်ပါအခုခေတ်လို့မှုတ်ခေတ်မဟုတ်ဘူးမှုတ်ကပ်ပါသွားတတ်တဲ့မှုတ်လန်းမှုတ်ခိုးဆိုတာမျိုးလည်းမရှိဘူးဈေးဝယ်ကကြိုက်တဲ့ခွက်ကြိုက်တဲ့ကြိုက်တဲ့ပုံနဲ့လာခဲ့အမေကသူ့ချိန်ခွင်ထဲကိုထည့်ပြီးဂျိုင်းတို့ပုံတို့ကိုအရင်အလေးချိန်ထော်တာပါပဲဂဲလုံးကလေးတွေနဲ့ချိန်ခွင်ရှာညီအောင်ညှိပြီးမှသူ့ကြားလေးကြီးကိုဈေးဝယ်ကိုပြလဲပြကင်လဲကြည့်ခိုင်းနေကြဈေးဝယ်ကလည်းဘူးမတိဘာမတိကန်လိုက်တာပါပဲဟောဒီမာကြီးကြိုလေးကိုရှီကြားလေးကြီးတွေကန်ရတာကိုကစီစီပိုပိုနိုင်ကြတော့ပိတ်တလေးနဲ့နံပေးပြေးဆိုတာဒါမျိုးပေါ့တော့တခါတလေဈေးဝယ်ကအားချောင်းပြီးသူ့ချင်ခင်ကိုမယုံတင်ကားသလိုလုံနေရင်အမေကမခံတတ်ဘူးနီချင်ခွင်ကြီးကိုငင်းတီတက်ငင်အောင်ထားတယ်ပြီးပဲစစ်ကလေးတွေတလုံးချင်းထည့်ပြတော့တာပါပဲလူသားစော့ကားခံမယ်ချိန်ခွင်အစော့ကားမခံနဲ့ပေါ့ကျုပ်ချိန်ခွင်ကနှိချိန်ခွင်တော့အကြောင်းမရဲ့ကြေးချိန်ခွင်တန်ချိန်ခွင်တို့လိုရှာကလှစ်ခနဲ့ပြည့်နေတာမဟုတ်ဘူးတူလေးနဲ့တူတန်းမှရှာကလေးကပြူသားပဲစစ်လောက်ကတော့ရှာကရားတဲ့တောင်ထင်ဘူးဟောဒီမှာ54ထည့်လိုက်တော့တွေ့လား50သားနဲ့တန်းနဲ့ရှာထွက်လာတာကျုပ်ချိန်ခွင်ကိုစိတ်ချတစ်ဆက်တည်းမှာပဲအမေကဈေးဝယ်အာမန်မသိသူ့ချင်းခွင်ကလေးရဲ့တမိုင်းဝင်ဖြစ်ရမှန်ဇလန်းတစ်ပုတ်ကိုပြောပြအောင်ပြောတော့တာပါပဲဒီချင်းခွင်ကိုနှစ်နဲ့မှတ်လို့လားတတိတ်ကတော့ရဲ့ရေစကြိုးနေတဲ့ကျုပ်အမကဒီချင်းခွင်ကိုနှစ်နဲ့မှတ်လို့လားသေးကတော့ရဲ့ရေစကြိုးမှနေတဲ့ကျုပ်အမကတေချာတိုက်တွင်းပြီးပေးလိုက်တဲ့ချင်းခွင်ရေစကြိုးကတစ်စီးဆရာကြီးဆရာပိုက်ကိုယ်တိုင်တစ်စီတရိုးကင်ထားတာမိတိုက်တဲ့အောင်ပြီးတိုက်တဲ့ထားခဲ့တာကိုကနှစ်ပေါက်ဆရာပေါက်ကတစ်စေတယိုတစ်ခါကင်ပြီးတိုင်းခိထွက်တော့တာပဲသူကြာကျင်တလောက်ကြာတာသူပြန်လာမှတစ်စေတွေတိုက်ကထုတ်တာခိုင်တာလည်းမပြောနဲ့ခုနေများတော်တို့ရွှေနဲ့လုပ်တဲ့ချိန်ခွေးသားဝယ်လို့ရခြင်းရမယ်ရေစက်ကျဆရာပိုက်ရဲ့တစ်စေတယိုကင်ချိန်ခွင်ကတော့တသက်မရတော့ဘူးမှန်ဈေးဝယ်ခင်ဗျာရောင်တောင်ပေါင်တောင်နဲ့အမိချိန်ခွင်ကြီးကိုအဖိုးတန်ပစ္စည်းကြီးပါလားဆိုတဲ့အကြည့်မျိုးနဲ့ငင်းကြည့်နေရတော့တာပါပဲအမေဈေးတဲ့ဘဝတက်တန်းတစ်လျှောက်လုံးတုံးခဲ့တဲ့ချိန်ခွင်ကြီးကလည်းအမေအမွတ်တင်မယ်ဆိုတင်ထိုက်ပါရဲ့နှစ်ပေါင်း30ကျော်တဲ့အထိတစ်စေးချင်းအောင်တောက်ပြောင်းပြီးနှိကက်ရကလေးတွေထင်းနေတာကိုဟောင်းလီကောင်းလီကြာလီမျိုးလီဆိုသလိုအမိချိန်ခွင်ဟောင်းကြီးကိုကာလာရှည်ကြလာတာနဲ့အမျှကျမတို့တံမိုးထားရကောင်းမှန်တိလာခဲ့တော့တာပါပဲအမေပြောကောင်းတာလေပါမှာပေါ့စံတပီဘလောက်တော့ဘေးဆန်ကိုပြောတာလေငစိန်လားငကြွဲလားရွှေဝါထွန်းလားအမထလားဇီယာလားစမ်းလို့တော့ခေါ်ရောက်ကမပြောလို့မရဘူးအေးစံနမတက်ပြောမှငါကဈေးပြောလို့ရမှာပေါ့ဆန်လာဝယ်လူတိုင်းကိုအမေကသူ့တစ်ခေါက်ထောင်းကြီးတဲ့တွေကစံတွေမီအကုန်ရွပြတတ်တယ်ဒါကလည်းအမေရဲ့ဈေးသက်ဝတိကလေးဆိုပါတော့ဈေးဝယ်ကပနဲ့မရှိတဲ့ဈေးဝယ်ဆိုရင်တော့အမေကစံအကြောင်းတစ်စေတစ်စောင်းတိကောင်းစရာဗရေတာတွေဟောတော့တာပါပဲစံကိုပြုတ်ကြည့်မနေနဲ့မကြီးစာရဲ့ညိလဝါနဲ့ကော်ကြီးစံလုံးကျော်ရလားဝစ်ဆန်ပါသလားစံနီချောင်းပါသလားဖဲ့ကဲ့များသလားအကျိုးအကျေနဲ့တည်းလားကျိုးရင်ဆက်လက်ကျိုးလားစံကြီးလားအဖြစ်အမော်ရောနေသလားစပလုံးစင်ရလားဂက်တလဲစင်ရလားဖွဲဆန်ကင်းရလားကြည့်စာအုပ်ကြည့်ရင်တော့ဆန်ရိုးမာသာကျန်းသာကိုယူထမင်းများအစားလဲခန်းနေလူ2ယောက်စာလောက်များရေတမှုတ်တိုးယူမယ်အကျိုးခံဆန်းဆိုတော့ပြော့တဲ့ရင်လို့မရှိဘူးထမင်းကျန်းကဲနဲ့ဒိုးပြလို့ရတယ်ဆိုတာမျိုးပေါ့တော်သားကြိုက်တာစားဟဲ့အရသာနာမလိုက်နဲ့ဈေးဝယ်ကဆန်ကိုစိတ်ကြိုက်ရေးပြီးရင်တော့အမေကဆန်တောင်းကြီးတွေကြားမှာထပ်ထားတယ်သူ့ချင်းတောင်းကလေးတွေကိုဇက်ခနဲ့လှမ်းဆွဲယူလိုက်တော့တာပါအမေချင်းတောင်းကလေးတွေကတန်တယ်မဟုတ်ပါဘူးနှီးတောင်းကလေးတွေပါပြီးတောင်းကလေးဆိုရင်စင်အုပ်ကလေးလိုလုံးလုံးဝမ်းဝမ်းကလေးနဲ့နှက်ခမ်းဝါကနှိကုတ်ကလေးထင်းနေအောင်ကိုထားပုံကလည်းဗဇက်ပေါက်ကလေးဆုထားသလိုပါထက်ထက်မို့ဦးရဲ့ဒေဝူးဆိုလဲနှုတ်ခမ်းလေးလိုပေါ့
အမေမဆက်လေတောင်ခွက်တောင်ပြည်တောင်ခွဲတောင်တင်းတောင်ထိအဆုံရှိတယ်အာရုံနီးတောင်တွေကြီးဟိုးတုန်းကရက်ွက်မတောင်တန်ပြည်တောင်းနဲ့ဆင့်ပေးနေပါပြီဒါပေမဲ့အမေကတော့သူ့ချင်းတောင်းလေးတွေကိုပဲသူသုံးခဲ့တယ်ပစိုးဖြန့်ခင်းလေးရော့တပြီလောင်အောင်စီးဟဲ့ဆက်တစေးဆိုတစေးငါတို့ကထမင်းမနှမျောဘူး12မျောတာ12ပြီးဆိုအလေးချိန်တပိတ်တာစီးတဲ့ဒါငါမို့ရောင်းတာနာခုခေတ်တန်မီတောင်းတွေက80သား80သားအနိုင်နိုင်ရဲ့ကဲနိုင်လေလားဝဲဈေးဝယ်ကပစိုးတုပ်ကလေးခေါင်းပေါ်ရွက်ပြီးထက်သွားတဲ့နောက်တောင်အမေကလှမ်းပြောနေတော့ဈေးခေါ်နေတော့အမေကအယောင်ဝယ်ကျွမ်းကျင်သလောက်စကားရေးစကားရကလည်းတက်ရဲ့အမေစီကတမျိုးပြီးတမျိုးမယိုးနိုင်တဲ့စကားတွေကြားနေရတတ်တယ်အမေစကားတွေထဲမှာကျမတို့မသိမမိလိုက်တဲ့ကျမတို့နားမလဲတဲ့အကြောင်းအရာတွေအတွေ့အကြုံတွေကိုကျမမှတ်မှတ်သားသားထားခဲ့မိတာကလည်းငငယ်တုန်းကတည်းကပါပဲတခါတလေအကြောင်းအရာတွေကထက်ချင်ထက်နေသလိုတခါတလေမှာတော့အမေနှုတ်ကအကြောင်းအရာဆန်းတွေထွက်ချင်ထွက်လာတတ်ပြန်ရောဒါကြောင့်မဲထင်ပါရဲ့အမေစီဆိုင်ကလေးမှာကျမဈေးကူရောင်းခဲ့တဲ့ဗျာကာလာပတ်လုံးပြည့်နေရလို့မရှိခဲ့ပါဘူးဘာဘလို့ကွပြဖက်ဖက်စမ်းပါဦးကျမတို့စာကြက်နေတဲ့အနားမှာထိုင်ရင်ဈေးစိမ်းရင်တွက်နေတဲ့အမေကကိုစက်ခနဲမတ်ထဲပြီးလှမ်းမိတယ်အမေမကျမပါဝင်တသမီ6ယောက်စလုံးကចောင်းသားတွေကြီးပါဒီចောင်းသားတွေရဲ့ចောင်းစိတ်ကတော့အဖေလေကြီးကရတဲ့ဝင်ငွေအပြင်အမေစီဆိုင်ကလေးကရတဲ့ဝင်ငွေကလေးနဲ့ပါကြားကန်ထားရတာလေစပယ်ခုံဝိုင်းကြီးမှာလာတာမိုင်ကလေးတစ်လုံးမိထွန်းထားတဲ့အလေးရအောက်မှာကျမတို့မောင်နှမတွေကစာကြက်အမေကဈေးစင်ရင်အတွက်ဒါကကျမတို့မိသားစုရဲ့ညစဉ်ညတိုင်းဝိတရားမပြတ်လုပ်နေကြကိစ္စပါကျမတို့ကြက်တဲ့စားတွေကိုလည်းနားတစ်ပတ်ဆိုရင်မမသားသားရှိတတ်တာကလည်းအမေရဲ့ချစ်စရာလေးစားစရာကောင်းတဲ့ဝတိတကလေးပါပဲဘလို့မင်းစောစောကဖက်လိုက်တဲ့ဟာကိုငါပြက်ဖက်ပြစမ်းအမေကကျမတို့စာကြဝိုင်းနဲ့တိုးဝင်လာရင်ပြောတော့ကျမအကိုကတစ်ခေါက်ထပ်ဖက်ပြတယ်ကောမောင်မင်းဆက်ဘိုးတော်ဖျားလက်ထက်ကစံတော်မီအလေးတင်တောင်းများသုံးဆွဲရင်အပါမိတ်ကိုထုတ်ပြန်ခဲ့လေတဲ့အမေရဲ့အင်းဘိုးတော်ဖျားတိတယ်စက်ဖက်စမ်းအမေပြောပုံကဘိုးတော်ဖျားနဲ့သူနဲ့တရင်တနီတီးပုံမျိုးဖြစ်နေတော့ကျမတို့ကဝိုင်းရကြတယ်ကျမတို့ရဲပေးမဲ့အမေကမရဲပါဘူးမရဲတဲ့ပြင်မျက်မှောင်ကြီးကြုတ်ထိုင်းလေးလို့လာတာမန်အိမ်အလေးပြော့အောက်ကအမေရဲ့ထက်တန်လွန်လာတဲ့မျက်နှာကိုကျမမှတ်မိနေသေးတယ်အကိုကစက်ဖက်ပြတယ်ငွေဆိုးငွေကြမ်းအဆန်အပြမမုံမလုံမတုံးစိန်နဲ့အလေးစင်းလဲတောင်စင်းလဲအပျော်စင်းလဲပြုလို့ရောင်းဝယ်ခြင်းလဲခိုးစဉ်25ပါအပါဝင်ဖြစ်တဲ့အလေးတင်တောင်မကန်မတုံးမဆွဲမရောင်းမဝယ်စီနဲ့ကျန်းကန်ထုံးစံနေညီငါတမုတ်ပိုင်းချတော်မူတဲ့အတိုင်းသာသုံးဆောင်ရောင်းဝယ်ကြစီတယ်ဗျာအခုစာဆုံးသွားတော့ကျမတို့အားလုံးအမေကိုမော့ကြည့်နေကြတာပါအမေနဲ့ဒီစာနဲ့ဘလို့ပတ်သက်ပါလိမ့်ပေါ့အမေကတော့တွေ့ကြီးစဉ်းစားရင်းကနေခေါင်းကိုတဆက်ညှိနေလိုက်တာကိုကအကြကြီးအလေးစင်းလဲတောင်းစင်းလဲတပြားစင်းလဲလောက်တာလဲခိုးခြင်း25ပါတယ်ပါသေးလားဟုတ်တာပေါ့ကောင်းလိုက်တဲ့ရှင်ပြင်းနေတော့အဲ့နောက်တော့အမေဈေးရောက်တဲ့ခါမှာလိုအပ်ရင်လိုအပ်တယ်လို့ဘိုးတော်ဖះကိုကြားဘူးတယ်ထင်လောက်သူကိုမှပြောတာပါဒီမဲဖះမရဲ့ဘိုးတော်ဖះလက်ထက်တုန်းကအလေးတင်တောင်မမှန်တဲ့သူကိုတခိုးလို့တတ်မှတ်တဲ့အလေးစင်းလဲတောင်းစင်းလဲတပြားစင်းလဲလှုပ်တဲ့သူကိုတန်းတက်တဲ့တော့ရောင်းတဲ့သူကစင်းလဲမှာတော့ဝယ်တဲ့သူလဲလူစင်းလဲဖြစ်ပြီးပေါ့တော့ဦးလာသိန်းဟောတယ်လို့ရောင်းတဲ့သူကတခိုးနှိုက်တဲ့သူကဓမြအမေကစကားကျဲသူဆိုတော့သူကြားဖို့ကြုံမှုထားတာထက်ပူတကလေးထည့်ပြောတော့တာပါပဲသူ့အသွေးသူ့အမြင်သူ့အယူဆတွေကနေဆက်လက်ပေါက်ပွားလာတဲ့ဒသနာတွေဆိုတာကလည်းတတိတတန်းကြီးထွက်ကြလာတတ်တာကိုဒါကြောင့်လဲအမေစီဝယ်တွေကအမေချင်းတန်ကလေးစီစိတ်ချလက်ချလာဝယ်နေကြတာပဲလားအမေကသူ့ဈေးတဲ့တန်းတစ်လျှောက်လုံးသူ့အကျင့်တီလာကိုသူ့အလေးသူ့ချိန်ခွင်ပေါ်တင်ပြီးမှတ်ကြောက်တင်ခဲ့ရှာတယ်
အလေးစင်းလဲတောင်စင်းလဲကရတာကိုစားရင်တန်တွေခဲတွေမြူရတယ်လို့ပဲလို့ပြောတတ်တယ်။ဓာဝရီကျေးဝရီပက်စတစ်တွေဝရီပလင်းကိုဝရီသတင်းစာဟောင်းတွေကျောင်းသုံးစာအုပ်တွေဝရီလာအောင်အမလေးဝဲတဲ့ကိုပြပြတတ်တမပြောဘူးဝရီမြန်ဖြစ်ရသေးတယ်။အမေစီခေါ်တဲ့နဲ့တူနောက်ဆက်တွဲမှတ်ချက်စကားကြောင့်ကျမမအတွေးစာကိုဖျက်ပြီးရဲမိသေးတယ်။ထကောက်တောင်အေယာမလောက်ကြီးကိုခေါင်းမရွက်ပြီးသတင်းစာဆက်ကူဝဲမဲ့သူကအိမ်ထဲဝင်ချလာတယ်။ယောက်ျားတန်ယောက်ကစီးချိုရောက်လောက်တဲ့တောင်ကြီးရွက်လာတဲ့ဒီဈေးဝယ်မိန်းမတွေကိုတော့ကျမတကယ်အံ့ဩမိပါရဲ့။သူတို့မို့အချိန်တွေများကြီးနဲ့တောင်ကြီးရွက်ပြီးအရက်တကာလှည့်နိုင်ကြတာမို့လား။သတင်းစာတွေဘယ်ဈေးလဲ။အကြီးက200အသေးက150ဇာနေကရော150ပဲ။အကြီးဆိုတာရန်ကုန်တုတ်သတင်းစာအသေးဆိုတာကတော့ကျမတို့မန္တလေးတုတ်သတင်းစာဒီဈေးတဲ့ခေါ်တွေကအမေတီပြီးသားမင်းကျင်လိုမေးတဲ့မေးခွန်းရထဲရတဲ့ဘယ်ပစ္စည်းဘယ်ဈေးပေါက်နေတယ်ဆိုတာအမေကသိနေတတာကလည်းအဆန်းမဟုတ်ပါဘူးအမေကသူ့ရေးတန့်ထားတဲ့သတင်းစာကြားနဲ့စက်ကူပုံကြီးကိုပြရင်ချိန်ခိုင်းတယ်ကဲချိန်အေးစက်ကူဟောင်းကောက်သူကအမေသတင်းစာတွေကိုတဆွဲပြီးတဆွဲချိန်နေဘေးကိုပုံနေထက်ချိန်နေစဉ်းစားတယ်ခဏနေတော့မှတေးကြပြီးဆိုတဲ့လေတန်းနဲ့ပြောတယ်ဒါပေမဲ့လေတန်းထဲမှာမဝင်မရဲလေကတော့ပါရဲ့လေးပိတ်တာတောင်ရှိတာကြီးတော်ရဲ့လေးပိတ်တာဟုတ်လားငါချိန်ခွေနဲ့ငါချိန်ကြည့်ထားပြီးသားပါရဲ့ငါပိတ်တာဟိုဘက်2ပြားလောက်တောင်ကြော်သည်ကြီးတော်ရှိတင်ကျမချိန်တာပဲရှာထက်တောင်ထက်မတွက်ဘူးရဲ့မှန်စံကြီးတော်လေးအမေကဈေးဝယ်ရဲ့အလေးတွေကိုစကြည့်တယ်အလေးဆိုတာကလည်းဝဲလေးရောင်းလေးရှိတတ်တာမို့လားသူ့ဘက်ကဝဲလဲဆိုတော့အလေးကလည်းပြည့်မာသေးကြတယ်လို့တက်ပုံရရဲ့အရေးတွေနဲ့ပတ်သက်လို့ဘာမှမပြောဘဲပြန်ချထားလိုက်တယ်ချိန်ခွေပြစမ်းပါအမေကဈေးဝယ်လက်ထက်ကချိန်ခွေကိုလှမ်းဆွဲတော့ဈေးဝယ်ကလက်မလွတ်ဖဲပြတယ်ဒီမှာကြည့်ကြီးတော့ဘယ်ဘက်ကမှရှာမသားဘူးကြီးတော်ထက်ခြင်းတဲ့ဘက်ကအလေးထဲကျမအလေးမကြရင်ကြီးတော်လေးရှိရင်ယူခဲ့ပေါ့အိမ်မှာပဲအမိတန်တရားတွေကချိန်ခွင်ပေါ်လုံးလုံးရောက်သွားတော့တာပါကဲပါညရလေးညချိန်ခွင်နဲ့ပြန်ချိန်ပြပါဦးဈေးဝယ်မကချိန်ခွင်ကိုသူ့တောင်းပေါ်တစ်ဖက်တင်လိုက်ပြီးအလေးတွေကိုထဲတဲ့သတင်းစာတွေထဲဖို့လက်ယူမဲလုံးတော့အမေကဈေးဝယ်ရဲ့တောင်းပေါ်ကအလေးထက်ထားတဲ့ချိန်ခွင်ခက်ကိုဆွဲမောက်လိုက်တော့တာပါပဲဟောတာကြီးကဘာကြီးတော့ဟဲ့ချိန်ခွင်ကဖေးအောင်မှာတက်လာပြကလေးကက်လျက်သားအမေကဆွဲခါယူပြီးလက်နဲ့စကြည့်နေတယ်ကြီးတော်ကြီးကျမတို့လည်းဓာလေးစားရတာပါသတင်းစာပြန်သွင်းရတဲ့ဒိုင်းကြီးက200ဈေးဆိုရင်ကျမတို့ကလည်းရက်ကွက်ထဲ200ပေးဝေရတာပါကိုက150လုံးလို့မရဘူးကျမတို့လိုဈေးဝယ်တွေကုန်လုံးက200ပေးဝယ်နေကြတာဆိုတော့အလေးပေါ်စားရတာပါဈေးကတညီတဲ့ပြင့်ဝင်နိုင်ရင်ကိုကကုန်မြတ်မှာဆိုတော့ဈေးမချရဘူးချိန်ခွင်ကိုတန်လိုက်ခဲ့ရတော့တာပဲကြီးတော်ရဲ့ဈေးဝယ်ကလေတံမြောင်းသွားတော့အမေကတိတ်စိတ်ခုပုံမရပါဘူးဒါဖြင့်ငါဟာငါပိတ်တာကြော်တယ်မို့လားပိုးတာမပေးတဲ့တော့ငါပိတ်တာဖို့တော့ပေးခဲ့ငါလည်းဈေးရောင်းဈေးဝယ်လောက်လာတာပါရဲ့ဆန္ဒတက်ပါတယ်ဒါပေမဲ့ညီတို့ကာလအယောင်းဝယ်များတော့ငါဖြင့်နားလဲမယ်လားမောင်ဈေးဝယ်ကသတင်းစာဆက်ကူတွေကိုအမေတောင်းနဲ့ငါပိတ်တာဖို့ပြီးပြီးတုတ်ခနဲ့ထွက်သားလီရဲ့အမေကတော့သူ့လက်ထဲကသတင်းစာဆက်ကူဘိုးတွေကိုကန်ရင်ငိုင်နေတော့တာပါဈေးရောင်းတော့ကလို့စကားတွေထိထိရရမပြောတော့တဲ့အမေကိုပဲကျမတအံ့တော်လှမ်းကြည့်ဖြစ်ခဲ့တယ်အလေးချိန်ခွေနဲ့ပတ်သက်ရင်ကျွမ်းကျင်သလောက်သူ့ဈေးတဲ့တန်းတခြားလို့မမှန်တာမလုပ်ခဲ့သူကဒီတစ်ခါဘာဖြစ်တာပါလဲဈေးရောင်းတော့ကအမေလက်သုံးစကားတွေဘယ်မြန်ရောက်ကုန်ပါလဲလို့ကျမတွေးနေမိတယ်ခဏနေတော့အမေကရဲတဲ့အာရပါရကိုရဲတာပါကျမတို့ကအမေဘာလို့ရဲတာလဲဆိုတော့ချက်ချင်းမပြောသေးဘူးပြီးမှဆိုတက်လာတဲ့မြိတ်ဥကလေးတွေကိုလက်ဖဝါးပြင်းနဲ့တုံရင်အမေကပြောတယ်အော်ဘိုးတော်ဖေကပြောပါတယ်သူ့အမိန့်တော်တဲ့တန်လိုက်စင်းလေးမှာမထည့်ခဲ့လေချင်းဆိုတာတွေးမလို့ပါဖြစ်ရပုံများမြမနေမကန်စင်2004ခုနှစ်ဇန်နဝါရီလ
အခုဆိုရင်ပေါ့နော်စာရေးဆရာမခင်ခင်တို့ရေးသားထားတဲ့ဈေးစင်တောင်ဝိတုတိုများစာအုပ်မှာအမေနဲ့ဈေးဝယ်များဆိုတဲ့ဝိတုတိုလေးကိုဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်အခုလိုမျိုးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်